တငယ်ချင်းတွေရဲ့လစ်လျူရှုမှုကြောင့်အသက်ပေးလိုက်ရတဲ့73နှစ်ရွယ်ကျောင်းသားလေးရဲ့ဝန်ထဲဖွယ်ဖြစ်ရမယ်။ပြည်သက်ကြီးရှင်မိဘတိုင်းဟာကိုယ့်ရင်သေးလေးတွေအပြင်းသွားရင်တငယ်ချင်းတွေနဲ့ဆိုရင်စိတ်ချတတ်ကြပါတယ်။ဒါပေမဲ့တငယ်ချင်းတွေနဲ့အတူရှိနေရတဲ့အခုညီလူနေတဲ့အချိန်မှာကြိုးကိုင်းထွက်ပြေးသွားကြတဲ့အတွက်အသက်73နှစ်ရွယ်လူငယ်လေးတယောက်အသက်ဆုံးရှုံးခဲ့ရတဲ့ရင်နာစရာဖြစ်ရတဲ့ခုရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။တငယ်ချင်းတွေရဲ့အတိတရားမဲ့မှုနဲ့ကြောက်ရွံ့မှုတွေကြားမှာဘာတွေဖြစ်ခဲ့ရလဲဒီဖြစ်ရတဲ့မိဘတွေနဲ့ကလေးငယ်တွေအတွက်ဘယ်လိုသင်ခန်းစာတွေရယူနိုင်မလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဝန်နဲ့ဖွယ်ရဖြစ်ရတဲ့ဇက်လိုက်ကတော့အသက်73နှစ်ရွယ်တတမတဲ့ကျောင်းသားလေးမောင်မင်းခန့်စောဖြစ်ပါတယ်သူဟာရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်39ရပ်ကွက်သစ္စာလေးလမ်းမှာနေထိုင်သူဖြစ်ပြီးသူရဲ့မိဘနှစ်ပါးစလုံးဟာနိုင်ငံခြားမှာအလုပ်သွားလုပ်နေကြတာပါဒါကြောင့်ကလေးငယ်ဟာအတော်ဦးလေးအစားရှိတဲ့ဆွေမျိုးတွေနဲ့တူနေထိုင်နေတာဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကစတင်ခဲ့တာပါ။ညနေ4နာရီခွဲလောက်မှာမောင်ဘင်းခန့်စွာနေအိမ်ကနေအပြင်ကိုထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ညမောင်ကျလာတဲ့အထိအိမ်ပြန်ရောက်မလာခဲ့ပါဘူး။စိုးရိမ်ပူပန်နေတဲ့မိသားစုဝင်တွေကတညလုံးလိုက်လံရှာဖွေခဲ့ပေမယ့်ကလေးငယ်ရဲ့အရေးရောင်တော့မတွေ့ခဲ့ကြပါဘူး။မိသားစုဝင်တွေကျူးကျုံမရရှာဖွေနေခဲ့ရတဲ့2ရက်တာအချိန်လုံးဇွန်လ10ရက်နေ့မနက်6နာရီလောက်မှာတော့အစိုးရဆုံးသတင်းစိုးကြီးရောက်လာခဲ့ပါတယ်။မြောက်ဒဂုံ38ရပ်ကွက်ရေကန်ပေါင်နာမှာမောင်မင်းခန့်စော်ရဲ့ရုပ်လောင်းရေနစ်သေးဆုံးရဲ့အနေအထားနဲ့ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ဒီသတင်းကြောင့်မိဘမဲသလိုနေရတဲ့ကလေးငယ်ကိုပြုစုစောင့်ရှောက်နေတဲ့ဆွေမျိုးတွေရဲ့ရင်ခွဲပက်လက်ငိုကြေးတန်တရားမြင်တွေ့ရတဲ့သူတိုင်းကိုမျက်ရည်လဲကြေးခဲ့ပါတယ်။ကလေးငယ်ဟာလူမတမာသူတွေရဲ့လက်ချက်ကြောင့်သေဆုံးတာလားဒါမှမဟုတ်တခြားအကြောင်းရင်းလားဆိုတာကိုသိရှိနိုင်ဖို့ရုပ်လောင်းကိုစေးစစ်ချက်ယူခဲ့ပါတယ်။ဆရာဝန်ရဲ့အတည်ပြုချက်အရတော့တခြားထရာတန်ချက်တွေမရှိပဲရင်းနှီးသိဆုံးမှုတသက်သားဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့ဒီဖြစ်ရဲ့အသေးနာစရာအကောင်းဆုံးပိုင်းကအခုမှစတာပါ။မောင်မင်းခန့်စောသိဆုံးရတဲ့အဓိကအကြောင်းရင်းကိုစုံစမ်းကြည့်တဲ့အခါအထူပါသွားတဲ့တငယ်ချင်းတွေရဲ့လစ်လျူရှုမှုတွေဟာအကြီးကျယ်ပါဝင်နေတာကိုတွေ့ရပါတယ်။သိဆုံးသူရဲ့အတော်ဖြစ်သူပြောပြချက်အရအခင်းဖြစ်ပွားတဲ့နေရာကလေးတွေဟာရေကန်ကိုရေစင်းကူးကြပါတယ်။တချို့ကလည်းရေထဲကိုတွန်းချခံရတာလို့ဆိုကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ရေနစ်ပြီးအသက်လူနေရတဲ့အချိန်မှာအတူပါသွားတဲ့တငယ်ချင်းတွေဟာကဲလည်းမကဲခဲ့ပါဘူး။လူကြီးတွေကိုလည်းအကူအညီမတောင်းခဲ့ပါဘူး။အဆိုးဆုံးကတော့သူတို့ကိုယ်တိုင်ကြောက်ရွံ့ပြီးအိမ်ကိုထွက်ပြေးသွားခဲ့ကြတာပါပဲ။မိသားစုဝင်တွေကကလေးပြောင်းလို့လိုက်ရှာပြီးမေးမြန်းတဲ့အခါမှာလေဒီတငယ်ချင်းတွေကဘာမှမသိဘူးလို့လိညာဖြေဆိုခဲ့ကြပါတယ်။အကယ်၍သာအဲ့ဒီချိန်ဟာကလေးတွေဟာချက်ချင်းအကူအညီတောင်းခဲ့မယ်ဆိုရင်ဒီ73နှစ်ရွယ်ကလေးငယ်လေးဟာအခုချိန်မှာအသက်ရှင်ရရှိနေနိုင်ပါတယ်။ရင်းနှီးနေတဲ့တငယ်ချင်းကိုထားခဲ့ပြီးလိမ့်လေထိန်ချန်ခဲ့တဲ့လူရလူကြီးတွေတက်ပါရင်လေးစရာဖြစ်ခဲ့ရပါတယ်။ဒီဖြစ်ဟာကလေးငယ်တူဆုံးရှုံးရုံတွေမကပဲကျွန်တော်တို့လူဖွဲ့စီအထူးသဖြင့်မိဘတွေနဲ့ကလေးတွေအတွက်ကြီးမားတဲ့သင်ခန်းစာတစ်ခုကိုပေးသွားပါတယ်။မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးတွေကိုအမားတစ်ခုခုလုံးမိရင်တော့ဖုံးကွယ်မထားဖို့ထွက်မပြေးဖို့နဲ့လူကြီးတွေကိုချက်ချင်းအတိပေးအကူအညီတောင်းဖို့တေချာတင်ကြားပေးထားသင့်ပါတယ်။ကြောင်ရုံစင်ကြောင်ဖုံးကွယ်လိုက်တဲ့အမားလေးတစ်ခုဟာအခုလိုမျိုးတငယ်ချင်းတယောက်ရဲ့အသက်ကိုပါစတေးလိုက်ရတဲ့အထိဆိုးရွားသွားနိုင်တယ်ဆိုတာကလေးတွေကိုနားလည်အောင်ရှင်းပြထားဖို့လိုအပ်ပါတယ်။မောင်မင်းခန့်စောကောင်းရာသူကလေးလာပါစေလို့ဆုတောင်းပေးရင်မိသားစုနဲ့ထပ်တူဝမ်းနဲ့ကြေကွဲရပါကြောင်းဒီဖြစ်ပျက်ပေါ်မှာဘယ်လိုမြင်ကြလဲဆိုတာကိုလည်းပြောခဲ့ပေးကြပါဦးနော်။